ကမ္ဘာအထူးဆန်းဆုံးနဲ့ဝင်ငွေအကောင်းဆုံးအလုပ်ကိုင်၅ခုတငယ်ချင်းတို့အနေနဲ့ကိုယ့်ရဲ့လက်ရှိလုပ်ကိုစိတ်ကျဉ်နှံမှုရှိပါရဲ့လားနေတိုင်းမထခြင်းပဲထပြီးမလုပ်ချင်တဲ့အလုပ်ကိုမဖြစ်မနေလုပ်နေရတာမျိုးဖြစ်နေပြီးအလုပ်ခွင်ရဲ့စိတ်ဖိစီးမှုတွေတူညီနေတဲ့ငင်းငွေစရာနေစဉ်ဘဝတွေကနေရုံထွက်ချင်နေပြီလားဒါဆိုရင်တော့ဒီဗီဒီယိုကတငယ်ချင်းတို့အတွက်အလုပ်သစ်ရှာပေးကောင်းရှာပေးနိုင်ပါလိမ့်မယ်ကျွန်တော်အခုပြောရမယ့်အလုပ်တွေကရိုးချောင်ချောင်နိုင်ပေမဲ့တကယ်ရှိပြီးဝင်ငွေလဲကောင်းတဲ့အလုပ်တွေဖြစ်ပါတယ်ဒီနေ့ Mystery Box Channel ကနေတင်ဆက်ပေးမှာကတော့အဲ့လိုထူးဆန်းပြီးမယုံနိုင်စရာကောင်းတဲ့ကမ္ဘာအထူးဆန်းဆုံးအခါချင်းငွေရတဲ့အလုပ်ကိုင်၅ခုအကြောင်းဖြစ်ပါတယ်။ဘယ်အလုပ်တွေကကိုယ်နဲ့ကိုက်ညီမှုရှိမလဲဆိုတာကိုလိုက်ကြည့်ပေးပါဦး။နံပါတ်1ကတော့ professional အနံ့စစ်ဆေးသူလို့ခေါ်ပြီးလူတွေရဲ့ခန္ဓာကိုယ်ကအနံ့ဆိုးတွေကိုလိုက်နှမ်းရှုံရတဲ့လုပ်ပဲဖြစ်ပါတယ်။ဒီလိုသမားတွေကသွားတိုက်စီချွေးနှံပြောက်စီစက်ပြပါဇက်တန်းစင်စီဒါမှမဟုတ်စက်ကူပစ္စည်းလိုမျိုးအလှကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ကုမ္ပဏီတွေဒါမှမဟုတ်သူတေသနတခွဲခန်းတွေမှာအလုပ်လုပ်ရပါတယ်။သူတို့ရဲ့အဓိကတာဝန်ကတော့လူတွေရဲ့ခန္ဓာကိုယ်နဲ့ပါဇက်ကအနံ့ဆိုးတွေကိုစနစ်တကျစစ်ဆေးပြီးစမ်းသပ်ထုတ်ကုန်များရဲ့အနံ့သက်သာစေမှုအနံ့ပြောက်စေမှုစတဲ့ထိရောက်မှုအဆင့်သတ်မှတ်ပြီးအကဲဖြတ်ပေးရတာပဲဖြစ်ပါတယ်။ American နိုင်ငံမှာ professional အနံ့စစ်ဆေးသူတို့ရဲ့ပြင်းပြနှစ်စဉ်ဝင်ငွေဟာဒေါ်လာ9,800,000ဝန်းကျင်မြန်မာငွေ3,400ကျော်အထိရရှိနိုင်ပြီးအတွေ့အကြုံရှိတဲ့ထိပ်တန်းပညာရှင်တွေကတော့ဒေါ်လာ3,300,000ကျော်အထိရရှိကြတယ်လို့သိရပါတယ်။ချွေးနှံပြောက်စေစမ်းသပ်သူတို့ကတစ်နေ့ကိုလူ40ကနေ60လောက်ရဲ့ဂျိုင်းညာနဲ့ကိုအချိန်ချင်းရှုရှိုက်ပေးရပါတယ်။တချို့ဆိုရင်တစ်ရှူးလက်တော့ပွားတွေရဲ့အနံ့တွေကိုစစ်ဆေးရလိမ့်ရှိပါတယ်။ဒီလုပ်ကိုလုပ်မယ်ဆိုရင်တော့ပုံမှန်လူတက်ပိုကောင်းမွန်တဲ့အနံ့ခံစွမ်းရည်ရှိဖို့လိုအပ်ပါတယ်။ရုံးတက်လာတိုင်းသူများဂျိုင်းညာနှမ်းမှုတန်းစီနေရမှာပဲဖြစ်ပါတယ်။ဒါကြောင့်အနံ့ရှူရတာကြိုက်တဲ့သူတွေအတွက်အထက်စဉ်းစားတဲ့လုပ်တစ်ခုပဲဖြစ်ပါတယ်။နံပါတ်2ကတော့မွေရဲ့အစိတ်တွေကိုညှစ်ထုတ်ပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်။ရန်ကုန်ကလေးဆန်ဥယျာဉ်မှာငွေပွဲကိုနှုတ်တိုက်ရမယ်။ဒီလိုသမားတွေကစေဝါသူတေသနတခွဲခန်းနေမွေစိတ်ဖြည့်စည်းထုတ်လုပ်ရေးဌာနများဒါမှမဟုတ်တရိတ်ဆန်ရုံများရဲ့သူတေသနဌာနတွေမှာအလုပ်လုပ်ရပါတယ်။သူတို့ရဲ့တာဝန်ကတော့အလွန်အန္တရာယ်ကြီးမှရဲ့မွေစုံမျိုးစုံတို့ရဲ့အစိတ်ကိုဖန်ခွက်ဒါမှမဟုတ်အထူးကိရိယာတွေကိုဘေးအန္တရာယ်ကင်းစွာညှစ်ထုတ်ပေးဖို့ဖြစ်ပါတယ်။ညှစ်ထုတ်ရရှိတဲ့အစိတ်တွေကိုမွေစိတ်ဖြည့်စည်းတွေထုတ်လုပ်ဖို့ဆေးပညာသူတေသနပြုလုပ်ဖို့အတွက်အသုံးပြုပါတယ်။ဒီလုပ်ဟာအလွန်ရှားပါးပြီးလစာကောင်းတဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်အတွေ့အကြုံကျွမ်းကျင်မှုနဲ့နေရာပေါ်မူတည်ပြီးဝင်ငွေကောင်းမွန်စွာရရှိကြပါတယ်ဒီလုပ်ဟာလစာကောင်းပေမဲ့အသက်အန္တရာယ်လည်းအလွန်ကြီးပါတယ်မွေးတကောင်ကိုလက်နဲ့ကင်တယ်ပြီးအစိတ်ထုတ်ရတာဖြစ်လို့အလုပ်ချိန်မှာမှားယွင်းမှုတစ်ခုတည်းကဘဝရဲ့နောက်ဆုံးမှားယွင်းမှုဖြစ်သွားနိုင်ပါတယ်လိုအပ်ချက်ကတော့မွေမျိုးစိမ်များအကြောင်းကိုကျွမ်းကျင်စွာသိရှိပြီးတိရစ္ဆာန်ထိန်းသိမ်းမှုနည်းလမ်းများနဲ့အသက်ကယ်ကူညီမှုဆိုင်ရာအသိပညာများလိုအပ်ပါတယ်ဒါကြောင့်အိမ်မှာနေပြီးအရေးမထွက်တဲ့နှုတ်ကိုညှစ်နေမဲ့စာညှစ်ရတာချင်းတူတူလစာကောင်းတဲ့ဒီလုပ်ကိုလည်းထည့်စဉ်းစားသင့်ပါတယ်နံပါတ်3ကတော့ professional အိတ်ဆက်သူလို့ခေါ်တဲ့အိတ်ရတဲ့လုပ်ပဲဖြစ်ပါတယ်။ဒီလုပ်ကိုလုပ်ကိုင်သူတွေကိုအဓိကအပြင်စေဝါကုမ္ပဏီများ NASA လိုမျိုးသုတေသနအဖွဲ့အစည်းများဒါမှမဟုတ်ဇိမ်ငံဟိုတယ်တွေနဲ့မွေရထုတ်လုပ်ရေးကုမ္ပဏီတွေကငှားရမ်းလေးရှိပါတယ်။သူတို့ရဲ့တာဝန်ကတော့မွေရခေါင်းဒါမှမဟုတ်အိတ်စစ်ကုတုံးတစ်တွေကိုစမ်းသပ်ပြီးတစ်နေ့လုံးဒါမှမဟုတ်ရက်သက်ပေါင်းများစွာအိတ်နေဖို့ပဲဖြစ်ပါတယ်။စေဝါကုမ္ပဏီများအတွက်အလုပ်လုပ်တဲ့အခါသူတို့ရဲ့အုံနောက်လိုင်းများနှလုံးခုန်လုံးခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုစက်ကရိယာများနဲ့အချိန်တိုင်းစောင့်ကြည့်တိုင်းတာပြီးအချက်လက်မှတ်တမ်းတွေရယူပါတယ်။ American နိုင်ငံမှာ professional အိတ်ဆက်သူများနှစ်စဉ်ဒေါ်လာ1,000ကနေ4,000ဝန်းကျင်တည်ကြရှိနိုင်ပြီးတချို့သီးခြားစမ်းသပ်မှုကြီးများအတွက်ဆိုရင်ပုံပုံမြင်မာတဲ့လစာနဲ့ခွင့်ရများရရှိနိုင်ပါတယ်။အိတ်နေုံနဲ့လစာရနေတယ်ဆိုတာကတော့အိမ်မက်တစ်ခုလိုပါပဲ။ဒါပေမဲ့သူတေသနစမ်းသပ်မှုတွေမှာတော့သူတို့ဟာလွတ်လပ်စွာအိတ်ဆက်ခြင်းတဲ့စီကံသတ်မှတ်ချက်များသာဖြင့်စမ်းသပ်မှုတစ်ခုလိုအိတ်ဆက်နေရတာဖြစ်ပါတယ်။လိုအပ်ချက်ကတော့အနားယူရနေရအသစ်တွေမှာအလွယ်တကူအိတ်ပျော်နိုင်စွာစမ်းသပ်မှုတစ်ခြားပူးပေါင်းဆောင်ရွက်နိုင်စွာတစ်ခါတည်းမှာတကိုယ်လည်းထိကျန်စွာနေနိုင်ဖို့လိုအပ်ပါတယ်။အပေါ်ယံကြည့်ရင်တော့တကယ်သက်သာတဲ့အလုပ်လို့ထင်ရပေမဲ့အလုပ်ကိုရောက်တာနဲ့အိပ်ပျော်နေရမယ်ဆိုတဲ့ဖိအားကြီးအောက်မှာနေရမှာပါ။ဒါပေမဲ့ဘယ်နေရာရောက်တရေးလောက်အိပ်လိုက်ရမှာဆိုတဲ့ငပြင်းနေတော့ကွက်တိကြနိုင်တာမို့အခုကြည့်နေတဲ့ထဲမှာငပြင်းနေပါခဲ့ရင်ဒီလိုလေးကိုလုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။နံပါတ်4ကတော့အထီးအတွက်စစ်ဆေးသူလို့ခေါ်ပြီးတခြားသူတွေရဲ့အသားရည်ကိုကင်တွယ်ပြီးချောမွေ့မှုအရေးအသွေးကိုကဲဖြတ်ပေးရတာဖြစ်ပါတယ်။အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေဆေးပစ္စည်းကုမ္ပဏီကြီးတွေကနေဒီလိုလုပ်သမားတွေကိုငှားရမ်းလေးရှိကြပါတယ်။သူတို့ကို sensory scientist လို့လည်းခေါ်ကြပါတယ်။ဒီလုပ်ကတော့အသားယူခြင်းနဲ့ခေါင်းကြီးတွေနဲ့အန်ကိုက်ဖြစ်မဲ့အလုပ်တစ်ခုပါပဲ။ဘာလို့လဲဆိုတော့ model တွေကိုအလကားပတ်သက်ရမယ်ပြင်ပတ်စံမှာရအောင်မှာပါ။ Oh my god! Wow! သူတို့ရဲ့အလုပ်ကတော့အလှကုန်တစ်တွေစပယ်မော့ဆိတ်ရည်ဆေးတွေကိုအသုံးပြုထားတဲ့ model တွေရဲ့မျက်နှာနဲ့အရေးပြကို
မိမိရဲ့လက်ချောင်းများနဲ့ထိတွေ့ဆန်းသက်ပြီးအရေးပြားရဲ့နူးညံ့မှုချောမွေ့မှုစိုးပြေမှုစတဲ့အထိတွေအရေးသေးတွေကိုခွဲဖြတ်ပေးရတာပဲဖြစ်ပါတယ်ဒီတော့ဟာပုံမှန်အားဖြင့်အချိန်ပြည့်လို့တဲ့အချိန်ပိုင်းသို့မဟုတ် contract လို့ပုံများပြီးတနာရီကို$10မှ$25ထိရရှိနိုင်ပါတယ်ထိပ်တန်းအတွေ့အကြုံရှိသူတွေကတော့ပုံမြင်မာတဲ့နှုန်းထားကိုရရှိကြပါတယ်ဒီလောက်ကရိုးရှင်းပေမဲ့အလွန်ထူးဆန်းပါတယ်လူတူရဲ့အရေးပြားကိုအကဲဖြတ်ဖို့အတွက်အခြားသူလူရဲ့အထီးတွေကိုသာအားကိုးရတာဖြစ်ပါတယ်လိုအပ်ချက်အနေနဲ့အလွန်ကောင်းမွန်တဲ့အထီးတွေခံစားမှုစွမ်းရည်အသေးစိတ်ကိုတတိထားနိုင်စွာလူတွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့လိုအပ်ပါတယ်ဒါပေမဲ့အလုံးမှာအရန်ဆန်ဝင်ပြီးတွေ့တဲ့မိန်းကလေးကိုလိုက်ပုတ်တတ်နေတော့ပါရက်ခံမှာဖြစ်ပြီးအခက်မသိရင်တော့ဂျေးပါအောင်သွားမှာပါနံပါတ်5ကတော့ professional ပုတ်ဖက်ရသူပဲဖြစ်ပါတယ်ဒီလောက်ကတော့စော်မရှိတဲ့တငယ်ချင်းတွေလုပ်ကြည့်တဲ့အလုပ်ပဲဖြစ်ပါတယ်ဒီလုပ်တွေကိုပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများဒါမှမဟုတ်ဝန်ဆောင်မှုပေးတဲ့ agency များကငှားရလေးရှိပါတယ်ဒီလိုသမားတွေကအဓိကအပြင်တယောက်တည်းထိကြိုင်နေသူများစိတ်ဖိစီးမှုများနေသူများဒါမှမဟုတ်လူသားချင်းနှွေးထွေးတဲ့ထိတွေ့မှုလိုအပ်နေသူများကိုအခကြေးငွေနဲ့ရင်းနှီးတဲ့ပုတ်ဖက်မှုတိုက်ဖက်မှုတွေကိုပြုလုပ်ပေးတဲ့အလုပ်ဖြစ်ပါတယ်တတိထားမှာကတော့ဒီဝန်ဆောင်မှုဟာ non sexual physical comfort ဖြစ်ပါတယ်လင်မန်းဆိုင်ရာလုံးဝမဟုတ်ပါဘူးဒါကြောင့်အလုပ်ကိုအလုပ်လိုပဲလုပ်ရမှာဖြစ်ပြီးဖီးမတက်သွားဖို့ထိန်းချုပ်ထားရမှာဖြစ်ပါတယ်ထိုကဲ့သို့ပြုလုပ်ခြင်းမပြုရင်လိုက်နာမယ်တင်းကျပ်တဲ့ကျင့်ဝတ်စည်းကမ်းများစွာချမှတ်ထားပါတယ်ရည်ရွယ်ချက်ကတော့လူသားတူရဲ့ကျန်းမာရေးအတွက်အရေးပါတဲ့စိတ်ပိုင်းဆိုင်ရာတက်တောင့်တက်တာဖြစ်မှုကိုတိုးမြှင့်ပေးဖို့အတွက်ပဲဖြစ်ပါတယ် professional ပုတ်ဖက်သူတို့ဟာတနာရီကို$60ကနေ$100ဝန်းကျင်ထိရရှိနိုင်ပြီးတစ်ပတ်ကို$1000မှ$2000ထိဝင်ငွေရရှိနိုင်ပါတယ်ဒီလိုလုပ်မျိုးမြန်မာနိုင်ငံမှာပေါ်လာခဲ့ရင်လည်းကျွန်တော်ကိုလက်တို့ကြဖို့တောင်းဆိုပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကလည်းလူသားချင်းစာနာတဲ့စိတ်ထားအပြည့်ရှိသူဖြစ်နေလို့ပါလူမှုဆက်ဆံရေးနဲ့အထီးကျန်မှုပြဿနာတွေကြီးထွားလာတဲ့ခင်မှာလူတစ်ယောက်ဟာလူသားချင်းနှွေးထွေးမှုကိုငွေပေးပြီးဝယ်ယူနေရတဲ့အချိန်တွေကအထူးစားဆုံးလူမှုဖြစ်တဲ့တစ်ခုပဲဖြစ်ပါတယ်လိုအပ်ချက်တွေကတော့ကောင်းမွန်တဲ့ဆက်ဆံရေးစွမ်းရည်တိမ်မွေ့မှုပြတ်သားတဲ့ကိုယ်ပိုင်ခံယူချက်နဲ့အတူစောင့်ထိန်ရမယ့်စီးပြင်းတွေကိုလိုက်နာနိုင်ကြတဲ့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကိုနားလည်ပေးနိုင်ကြတဲ့လိုအပ်ပါတယ်တခုတော့ရှိပါတယ်မြေကိုတို့ကအိမ်အောင်တွေဖြစ်နေရင်တော့ဒီလုပ်ကိုလုံးဝရှောင်ရှားတင်ပါတယ်မဟုတ်ရင်တော့အလုပ်ကပြန်လာတဲ့မိန်းမကအိမ်ဝါကနေကန်ချမှာမလို့ပါဒါက FA တွေတက်သေးတာဖြစ်ပါတယ်ကဲတကယ်ချင်းတို့ဒီလုပ်တွေအားလုံးကိုကြည့်လိုက်ရင်ကမ္ဘာလုပ်ဈေးကွက်ဟာကျွန်တော်တို့ထင်ထားတာတဲ့အများကြီးပိုပြီးထူးဆန်းပြီးရေစရာကောင်းနေတယ်ဆိုတာကိုပြသနေတာပဲဖြစ်ပါတယ်တကယ်ချင်းတို့အနေနဲ့ဒီလုပ်တွေကတခုကိုသာရွေးချယ်ခွင့်ရမယ်ဆိုရင်လစာကောင်းကောင်းရပြီးအိတ်နေရမယ် professional expert သူအလုပ်လားကုသိုလ်လဲရဝမ်းလဲဝမယ်ပွတ်ဖက်ပေးရတဲ့အလုပ်လားဘယ်အလုပ်ကိုပိုပြီးရွေးချယ်ခြင်းပါလဲခုမှမမျှဝေပေးခဲ့ကြပါဦးခင်ဗျာဒီလိုမျိုးထူးဆန်းပြီးဘူးတူတာရပွဲအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Mystery Box မြန်မာ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြဖို့တောင်းဆိုပါရခင်ဗျာဆုံးဖြတ်ကြည့်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်